ငါပဲပေါ့မှုံကြီးရဲ့ဟမ်ကားလို့ထင်လေလမ်းဘေးကိုမြန်မြန်ချရလိုက်ပါလားလမ်းလေကောင်ကြီးမှလည်းရက်ပြီးអော်နေရလားနောက်ကနေဝင်တိုက်သွားမှာပေါ့ဒါတော့ထူးရလားနင်ဟဲ့ရုပ်တရက်ဆိုတော့ငါလည်းလန့်သွားတာဗောဟဲ့ဒီမှာရွာထဲမှာလည်းလေမြေကြီးတဲ့အကိုင်းတွေဖြတ်နေကြဟာနေစမ်းမအောင်နင်ကငါ့ကိုတော့ထူတယ်ပြောနေကြတော့ညံမရှိဘူးလားဟမ်နင်ဒါမျိုးလုပ်တင်သလားမတော်တဆစပိန်လဲတော့ငါကျိုးပဲ့သွားရင်နင်တာဝန်ယူမလားဟမ်ဒီမှာဒီဘသူပြောနေဟမ်နင်အခုပြောနေတဲ့လူကဘသူလဲသိရလားသိချကြည့်ပါဦးနင်မတော့ငါသိပါတယ်လက်ကောင်ရဲ့အေးသိရတာနဲ့နင်ဒီစကားဘာလို့ပြောထွက်တာလဲဘယ်တော့ကနေပြောလို့ရဘူးလို့လဲဟမ်ဟာလေဆဲလောက်ဝေးသွားတာနဲ့နင်ကငါ့ကိုမခန့်တဲ့သဘောလားဟမ်မဟုတ်ပါဘူးဟာနင်လည်းငါလန့်သွားလို့ပါဟိုနင်လည်းစမယ်ဆိုရင်အနေရဖြောင်းတော့မစနဲ့ပေါ့ဟာနင်ကငါစလို့မဟုတ်ဘူးဟာမူးတာမီတော့နင်မျက်မှန်မှားတတ်မိလားဟောပြန်ပေးလေတော့ဘာလို့ပေးရမလဲမပေးဘူးဒီမှာနင်ကငါဒဏ်ပေးမလို့နော်ခဏကြိုက်ဒါခဏကြိုက်တာကြိုက်လားရတယ်ပြန်ပေးအော်အဲ့တော့နင်ကငါဒဏ်ပေးမှာလေငါဘာလုပ်လို့လဲလို့ငါဒီနေ့မှပြန်ရောက်တဲ့ဟာကိုအေးနင်ဒီနေ့မှပြန်ရောက်လို့ကိုနင်ကငါပြစ်ဒဏ်ပေးမှာဒီမှာ10ရက်လုံးလုံးငါတယောက်တည်းပြင်းနေအောင်ဒီငေါ့ပြစ်ထားခဲ့တယ်လေအဲ့တော့ငါတရားစခန်းသွားဝင်တာလေဟဲ့နင်စိတ်ထားတယ်တာရုတောင်ခေါ်လို့ရတယ်ခေါ်မှာဟမ်ဒီစပိန်တော့ကလေထိုင်စီးပြီးတရွာလုံးကိုပတ်ပြီးငါတာရုခေါ်လိုက်အောင်ပါကဲနင်အဲ့ဆိုလည်းမျက်မှန်ပေးမပေးပါဘူးဒီတိုင်းနေရမှာဟမ်ဝင်းတိုက်ကုန်မှာဗောဟဲ့မတိုက်အောင်နေအဲ့ဒါနင့်ကငါပေးတဲ့ပြစ်ဒဏ်ပဲတခုလို့ရှိရင်နော်နင်ဝင်တိုက်လို့ငါတခုခုများဖြစ်သွားရင်နင်ငါ့ကိုတောင်းဝန်ယူရမှာနော်ဟောအလောက်ကငါတောင်းပါမှာဟဲ့ငါခုနကလည်းညို့လေလှုပ်ခနဲ့ပြောမဆိုမှရှိပါငါ့ကိုခွတ်လို့ပါဟဲ့နော်တက်တက်လုံးလည်းနင်ခိုင်းနိုင်လားငါလှုပ်ခဲ့ပါတယ်ဟဲ့ဒါတော့မလှုပ်ပြစေနဲ့နှစ်ယောက်လုံးတော့အန်ရရှိလို့ပါနော်အော်နင်ကမနေဘူးပေါ့မျက်မှန်ပေးရင်နင်းမလေးမပေးရင်မနေဘူးပေါ့ငါမှမမြင်ရတာဟုတ်ပြီအဲ့ဒါဆိုရင်ငါပြစ်ဒဏ်ပြောင်းမယ်ဟုတ်တယ်ဒီနေ့ကိုငါပုတ်မယ်နော်အဲ့နေရာလေးမှာနင်ကအလကာငါရှိကြီးခိုးပါရဲ့ငါကလည်းမကပြရစေနဲ့မျက်မှန်မပါဘဲလည်းမတင်းပြစေနဲ့ပြစ်တယ်နောက်တစ်မျိုးလေးပြောင်းပေးပါလားဟဲ့ဘာဖြစ်နေတော့ဘာလိုက်တော့တာလဲကတော့နေတာဟမ်ကတော့ကဖုံးကြီးလားအော်ဟုတ်ပါဘူးဟိုတောင်းမှန်နေတာမျက်မှန်ယူထားလို့ဟဲ့နင်ဘာလုပ်တာငါညီမကိုနင်အနိုင်ကျင့်နေပြန်ပြီလားဟဲ့ဇမ်းမနင်ကငါလေစိတ်မချလို့လိုက်လာတာဒီမှာနင်ကလေဒီရက်ထဲမှာအနိုင်ကျင့်ဖို့လူကုန်ပြီဆိုငါညီမနီပြန်စအဲ့ဒီတန်နေရဆုံးပါလားမာကြီးကဆုံးကျင်လို့လားဘာပြောလဲဘာဘူးဟိုဒီဟာကိုဆုံးမယ်များထင်နေလို့လားလို့ဒီမျက်မှန်မဆုံးပါဘူးကျွန်တော်သူ့ကိုစပြီးယူထားတာပြန်ပေးပါနော်ရမုံကြီးတက်ကြည့်လေတက်ကြည့်ငါကြည့်ကြည့်လားကြည့်တယ်ကြည့်လေးမြင်ရပြီနော်နေငါ့ကိုတကယ်ကြည့်ပြီနော်ကြည့်ပါပြီအေးကြည့်ပြီဆိုရင်ငါပြောမယ်နောက်ဆိုရင်နေငါ့ကိုအပြောဆိုဆင်ခြင်ပါနင်းစီကနေငါပြန်တစ်ခေါက်ပြန်စနေရတာငါအပြောဆိုမလွတ်ဘူးဖြစ်နေတယ်ငါပြောဆိုမခံနိုင်ဘူးအေး10ရက်ကိစ္စလည်းမပြီးသေးဘူးနော်နင်းနဲ့ငါထက်ရှင်းအောင်ပါကြားလားအဲ့စေကိစ္စဘာလဲသူတရားစခန်းဝင်မလို့တဲ့သူကတရားစခန်းဝင်မလို့ဒီကတော့က